အားလုံးပဲမင်္ဂလာပါရှင်ဆရာမကတော့ဒေါက်တာချီချီဖြစ်ပါတယ်ဆရာမဒီကိုမေးထားတဲ့မေးခွန်းလို့ပြန်ဖြေပေးခြင်းလို့ပါဆရာမလေးတဲ့နှာခေါင်းသွေးကတစ်ပတ်ကိုမနှက်ညယိုရင်ဘာဖြစ်လဲတဲ့2ရက်လောက်သွေးယူတယ်ပေါ့နော်တဲ့သိချင်လို့ပါတဲ့အဲ့တော့ဆရာမကနှာခေါင်းသွေးယူတဲ့အကြောင်းကိုပြောပြမယ်2ရက်လောက်သွေးယူတယ်ဆိုတော့ဒါသွေးယူတာပဲပေါ့နော်ပြီးရင်သွေးယူတဲ့အကြောင်းရင်းကဘာကြီးလဲသွေးယူရင်ဘာလုပ်ရမလဲအဲ့ဒါကိုတစ်ခါလေးပြောပြမယ်ပေါ့နော်အဲ့တော့နှာခေါင်းသွေးယူတယ်ဆိုတာဘာလဲအင်္ဂလိပ်လိုကဆရာမတို့ epistaxis လို့ခေါ်တယ်မြန်မာလိုကနှာခေါင်းသွေးယူခြင်းဟုတ်တယ်နော်နှာခေါင်းဘာလို့သွေးယူတာလဲဒီနှာခေါင်းပေါက်ဝမှာရှိတဲ့ဆရာမတို့သွေးကြောမြည်တေးသေးလေးတွေကပေါက်ထွက်သွားပြီးတော့သွေးယိုစိမ့်တာကိုအဲ့ဒါကိုနှာခေါင်းသွေးယူတယ်လို့ခေါ်တယ်ဟုတ်တယ်နော်ကျမတို့နှာခေါင်းသွေးယူတဲ့အချိန်မှာကျမတို့ဘယ်လိုဖြစ်လဲဆိုတော့ဒီနှာခေါင်းရဲ့ anterior လို့ခေါ်တဲ့အရှေ့ဘက်ကသွေးယူတာရှိတယ် posterior လို့ခေါ်တဲ့အနောက်ဘက်ကသွေးယူတာရှိတယ်ဟုတ်တယ်နော်ကျမတို့ anterior လို့ခေါ်တဲ့နှာခေါင်းအရှိဘက်ကသွေးယူတာကြတော့ဒီနှာခေါင်းဝမှာရှိတဲ့သွေးကြောမြည်သေးသေးလေးတွေပေါက်ထွက်သွားလို့ဖြစ်တာအထူးသဖြင့်ကလေးတွေမှာဖြစ်တယ်နော်အဲ့ဒါတွေကအများပြင်းကအန္တရာယ်မရှိဘူးကျမတို့ဒီအိမ်တွင်းကူးသမှုတွေနဲ့ပျောက်သွားတယ်ပြီးရင်ဘယ်လိုလုပ်ရမလဲဆိုတာဆရာမပြောပြမယ်ပေါ့နော်နှာခေါင်းရဲ့အနောက်ဘက်ကသွေးယူတာအနောက်ဘက်ကသွေးယူတာကျတော့ဒီအာခေါင်နားမှာရှိတဲ့သွေးကြောမကြီးပေါက်သွားလို့သွေးယူတာအဲ့ဒါကျတော့သွေးယူစိမ့်မှုများတယ်ဗစက်သေးတွေကစင်သွေးတွေကိုအံမယ်ပေါ့နော်လူနာကလည်းမူးဝေတဲ့လက္ခဏာတွေရှိမယ်သွေးထွက်တာများတယ်ပေါ့နော်အဲ့ဒါဆိုရင်တော့အိမ်နင်းကုသမှုနဲ့နေမရဘူး admit to the hospital ဆေးရုံကိုသွားရမယ်နော်အဲ့ဒါဆိုရင်ဆီယာမတို့ဆေးကန်းတွေမှာအတွေ့များတယ်ဒီနှာခေါင်းအပဝနာကသွေးယူတဲ့ကိစ္စကိုဆီယာမပြောပြမယ်ပေါ့နော်အဲ့တော့ဒီအပဝနာမှာရှိတဲ့သွေးကြောမြင်လေးပေါက်ထွက်သွားတဲ့အချိန်မှာဆီယာမတို့ကလေးတွေမှာဖြစ်တယ်သူသဖြင့်ရာသီဥတုပူလို့ရင်အေးလို့ရင်လည်းဖြစ်တယ်နှစ်ဖာကြီးလေးကိုကလော်လိုက်မိတဲ့အခါမာတောက်နေနှစ်ဖာကြီးကိုကလော်လိုက်မိတဲ့အခါသွေးကြောလေးတွေပေါက်သွားပြီးတော့လည်းဖြစ်တယ်ဟုတ်တယ်နော်အဲ့တော့ဆီယာမကြီးအဲ့ဒီအချိန်ကျရင်ဘယ်လိုလုပ်ကြမလဲဒါကအိမ်နည်းကုသမှုကလွယ်လွယ်လေးပဲကျမတို့ဆေးကန်းကိုခေါင်းကြီးမော့ပြီးတော့လာတယ်နှာခေါင်းထဲကိုတီရှူးပက်တွေဟာဘာပက်တွေအကုန်ထိုးဆွပြီးလာတယ်အဲ့လိုလုံးဝမလုပ်ကြဘူးဟုတ်တယ်နော်အဲ့တော့ဆရာမကြီးဘယ်လိုလုပ်ကြမလဲလွယ်လွယ်လေးပဲကျမရှင်းပြမယ်နော်အဲ့တော့အရင်ဦးဆုံးကျမတို့ဘယ်လိုလုပ်မလဲဆိုတော့ဒီ mic လေးခဏတက်လိုက်မယ်နော်ကျမလုပ်ပြမယ်နော်အဲ့တော့ဘယ်လိုလုပ်လဲဆိုတော့ဆရာမတို့ဒီနှာခေါင်းထိပ်ဝဟုတ်တယ်နော်နှာခေါင်းထိပ်ဝမဟုတ်ဘူးဒီမှာနှာရိုးလေးတွေ့တယ်နော်အဲ့ဒီနှာရိုးလေးကိုကျမတို့ကဒီလိုလေးဖိထားရမှာ10 to 15 minutes 10 minutes ကနေ15 minutesလောက်ဖိထားရမယ်အဝါကြီးကိုပြစ်ခိုင်းတာမဟုတ်ဘူးနော်ဒီလိုလေးဖိထားရမယ်အဲ့လိုဖိထားတဲ့အချိန်မှာအသက်ရှူလို့မဝရင်ဗဇက်နဲ့အသက်ရှူရမယ်ဟုတ်တယ်နော်ပြီးရင်ကျမတို့ကခန္ဓာကိုယ်ကိုဒီလိုလေးမတ်မတ်ကလေးထိုင်မယ်ခေါင်းလေးကိုရှေ့လေးကိုနည်းနည်းလေးငုံထားမယ်ဟုတ်ပြီနော်အဲ့တော့အရင်ဆုံးခေါင်းလေးကိုရှေ့လေးနည်းနည်းငုံထားမယ်ဒီနှာခေါင်းဒီထိပ်ဝလေးကိုဒီအယိုးနားလေးကိုညှစ်မယ်ဗဇက်နဲ့အသက်ရှူမယ်အဲ့ဒါလေးကို10မိနစ်ကနေ15မိနစ်ထားမယ်ပြီးရင်ကျမတို့ရေခဲဝတ်လေးကပ်မယ်ရေတံမှုအေးလေးနဲ့ကပ်လေးရတယ်ဟုတ်တယ်နော်ပြီးလို့ရှိရင်နောက်တစ်ခုဘာလုပ်လဲဆိုတော့အာကောင်နဲ့ရောက်လာတဲ့သွေးတွေကိုအပြင်ကိုဗဇက်ကိုထွေးထုတ်ပလိုက်မယ်ပေါ့နော်တအားများလာရင်ရောဆရာမတအားများလာတယ်မိနစ်20အထက်သွေးမတိတ်တော့ဘူးလူနာကမူးမယ်အမ်မယ်မောတယ်ဆိုရင်တော့ဆေးရုံပဲသွားရမယ်နော်ကျေးဇူးအများကြီးတင်ပါတယ်နော်သိချင်တာရှိရင်လည်းမန့်ခဲ့ပြီးလို့ရပါတယ်ရှင်ဆရာမအားရင်အားသူလေးပြည့်ပြသွားပါမယ်နော်ဆရာမရဲ့ TikTok profile အောက်မှာရှိတဲ့ဒီ YouTube link လေးကိုလည်းsubscribe လုပ်ပေးထားလို့ရပါတယ်နော်ကျေးဇူးပါရှင်